စောင်းရဒီမှာယောဂပိုးထိတွေ့မှုများတာကြောင့်ကိုခံအားစနစ်ကောင်းဖို့လိုအပ်ပါတယ်ကိုခံအားစနစ်အားဖြည့်ပေးနိုင်တဲ့အစားအသောက်တွေကြောင့်ကျွန်တော်ရှင်းပြပေးပါနံပါတ်1ဗီတာမင် C ကျွယ်ဝတဲ့အစားအစာတွေဗီတာမင် C ကကျွန်တော်တို့ရဲ့ကိုခံအားစနစ်အတွက်အဓိကတော့ချက်ဖြစ်ပါတယ်ဗီတာမင် C ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကသွေးဖြူဆဲတွေကိုပုံမထိရောက်အောင်အလုပ်လုပ်ပေးဖို့အတွက်ကူညီပေးပါတယ်ဗီတာမင် C အဓိကပါဝင်တဲ့အစားအသောက်တွေကိုအနေငယ်ပြပြမယ်အဲ့ဒါကကြတော့လိမ္မော်ရှောက်တံပရာကျွဲကော်ဒီစတဲ့အချင်းနဲ့ပါတဲ့အသီးနဲ့နောက်ပြီးတော့ငရုတ်ပွားစိမ်းအနီအဲ့ဒီဟာတွေလည်းပါတယ်နောက်ပြီးတော့ကီဝီဒီနဲ့စတော်ဘရီမှာလည်းဗီတာမင် C ကျွယ်ဝစွာပါဝင်တယ်နောက်ပြီးတော့ပန်းကော်ပီစိမ်းမှာလည်းဗီတာမင် C ကျွယ်ဝစွာပါဝင်ပါတယ်ဒီအသီးနှံတွေကိုမနက်စာဒါမှမဟုတ်အစာပြေအနေနဲ့စားသုံးမယ်ဆိုရင်ပိုပြီးတော့ကောင်းပါတယ်နံပါတ်2ယောဂပိုးတိုက်ဖြတ်နိုင်တဲ့အစားအစာတွေဒီအစားအစာတွေမှာကတဘာဝအတိုင်းပိုးတက်နိုင်တဲ့ဂုဏ်တတိပါဝင်တဲ့အတွက်ကြောင့်ဒီအစားအစာတွေစားသုံးပေးမယ်ဆိုရင်ကျွန်တော်တို့ရဲ့ယောဂကူးစက်မှုနှုန်းကိုတိုက်ဖြတ်နိုင်ပါတယ်ဒီအသီးနှံတွေကတော့ကျွန်တော်တို့ရဲ့မီးဖို့ကြောင့်မှအများနဲ့တွေ့ရနိုင်တဲ့အသီးနှံတွေဖြစ်တယ်အဲ့ဒါကတော့ကြက်တုံဖြူမှာက orlisine လို့ခေါ်တဲ့ drop ပေါင်းတစ်မျိုးပါတယ်အဲ့ဒီ drop ပေါင်းကဘက်တီးရီးယားနဲ့ virus ပိုးမွှားတွေကိုတိုက်ခတ်နိုင်တဲ့အစွမ်းရှိတယ်ခင်ဗျာဒီကောင်ကိုကျွန်တော်တို့ကပုံမှန်ဆိုရင်ဟင်းထဲမှာထည့်ပြီးချက်စားတယ်ဒါပေမဲ့ကျွန်တော်တို့ကကျန်းမာရေးအတွက်ပိုမိုထိရောက်စေဖို့အတွက်ဆိုအဲ့ဒီကောင်အစိမ့်လိုက်လေးပြီးတော့တုပ်စားမယ်ဆိုရင်ပိုပြီးတော့ကောင်းတယ်နောက်တစ်ခုကဂျင်းကကြတော့ကျွန်တော်တို့ချောင်းဆိုးတာလေချောင်းနာတာအဆစ်မြစ်တွေရောင်ရမ်းတာတွေအတွက်ကိုတတ်တာစေတယ်ဘုံတတိသူ့မှာရှိတယ်သူ့ကိုကြတော့ကျွန်တော်တို့ကဂျင်းလက်ဖက်ရည်အဖြစ်လုပ်ပြီးတော့သူ့ပြားရည်နဲ့ရောပြီးတော့တောက်ပေးမယ်ဆိုတော့ပိုပြီးတော့ကောင်းတယ်နံပါတ်3ဗီတာမင် D ပါဝင်တဲ့အစားအစာတွေ။တောင်းရဒီမှာကျတော့ကျွန်တော်တို့နေရောင်ခြည်ရရှိမှုကနည်းပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာဗီတာမင် D ပြတ်လတ်နိုင်ကြီးပိုပြီးတော့များတယ်။အဲ့ဒီဗီတာမင် D ကကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ကိုထိန်းညှိတဲ့အခါမှာမရှိမဖြစ်လိုအပ်တယ်ခင်ဗျ။ဗီတာမင် D အဓိကပါဝင်တဲ့အစားအစာတွေကကျတော့ဆော်လမွန်များပြီးတော့မက်ဂရက်ငါးလုံးအဆီများတယ်ငါးတယ်ဒီငါးတွေကတော့ကျွန်တော်တို့ဒီမှာတော့တိတ်မစားကြဘူး။နောက်တစ်ခုကြက်ဝူအနစ်ကတော့ကျွန်တော်ကြက်ဝူကတော့ကျွန်တော်ဈေးမှာအလွယ်တကူပဲလုပ်ရတယ်ဒီတိုင်းစားတယ်ကျွန်တော်ဆိုရင်တစ်နေ့ကို4လုံးလောက်စားတယ်ကြော်စားတာပေါ့နော်နောက်ပြီးတော့ဗီတာမင် D ဖြည့်ဆွတ်ထားတဲ့နို့တွေဒိန်ချင်းတွေဒါမှမဟုတ်ကောက်နှံစားတွေအဲ့ဒါတွေကိုကျွန်တော်တို့စားသုံးပေးမယ်ဆိုရင်ဗီတာမင် D ဓာတ်ရတယ်အဲ့ဒီဗီတာမင် D ဓာတ်ကိုကျွန်တော်တို့ကအစားတောက်ကနေလုံလောက်မရနိုင်ဘူးဆိုရင်လေကျွန်တော်တို့ဗီတာမင် D ဖြည့်ဆွတ်စားတွေကိုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးတော့တောက်သုံးနိုင်တယ်နံပါတ်4ဇင်းဓာတ်ပါဝင်တဲ့အစားအစာတွေဇင်းဓာတ်ကကျွန်တော်တို့ခန္ဓာကိုယ်ထဲကကိုယ်ခံအားဆေးတွေဖြစ်ပေါ်လာဖို့အတွက်အရေးပါတယ်လို့ယောဂပိုးမွှားတွေတိုက်ထုတ်နိုင်ကြမှာလေသူကအရေးပါတယ်ဇင်းတဲ့အဓိကပါဝင်တဲ့အစားအစာတွေကကြတော့အသားညီတွေပေါ့နော်အသားနီရေးလက်ဆက်ဆက်လေးဥပမာအမဲသားလို့ပုံစံနောက်ပြီးတော့ပဲအမျိုးမျိုးပဲပေးပဲဖြစ်ရတယ်ပဲဖြစ်ရပြီနောက်ပြီးတော့အစိတ်အဆန်ဥပမာဆိုနေကြကြီးလို့ဖယုံကြီးလို့အဲ့ဒီအစိတ်အဆန်တွေမှာလည်းဇင်းတက်ပါတယ်နောက်ပြီးတော့နှုတ်ထွက်ပစ္စည်းတွေမှာဆိုရင်လည်းဇင်းတက်ပါဝင်အဲ့ဒါတွေကိုကျွန်တော်တို့စားသုံးလို့ဇင်းတက်ရရှိအောင်လုပ်လို့ရပါတယ်နံပါတ်5ပရိုဘိုင်ယိုတစ်အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့အစားအစာကျွန်တော်တို့ရဲ့ကိုယ်ခံအားအများစုကဒီဥလန်းကြောင်းထဲမှာရှိတယ်အဲ့ဒီဥလန်းကြောင်းကကောင်းမွန်မှတာကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ကလည်းကောင်းမွန်မှာဖြစ်တယ်ပရိုဘိုင်ယိုတစ်အဓိကပါဝင်တဲ့အစားအစာတွေကတော့ဒိန်ဂျင်မှာကျွန်တော်တို့ကြားနဲ့ပိုကောင်းတယ်ဖြစ်နိုင်မယ်ဆိုတော့ကြားလုံးဝမထည့်တာပိုပြီးတော့ကောင်းတယ်နောက်ပြီးတော့ကျတော့ကင်ချီဒါတော့ကိုရီးယားစားစာနောက်ပြီးတော့တခြားတော့အချင်ဖောက်ထားတဲ့အစားအစာတွေကိုစားသုံးပြီးတော့လည်းရရှိနိုင်ပါတယ်နံပါတ်6ဗီတာမင် A နဲ့ E ပါဝင်တဲ့အရွက်စိမ်းတွေဥပမာဟင်းနုငွေရက်နဲ့တိုက်လင်အတွက်ဒီကောင်တွေမှာကဗီတာမင် A C E ပါဝင်တဲ့အပြင်မှာသူကဓာတ်တိုးစန့်ကျင်စီးတွေပါတယ်အဲ့တော့ဒီအရွက်စိမ်းတွေကိုချက်ပြုတ်စားတောက်တဲ့အခါမှာသူတို့ရဲ့ဓာတ်အာဟာရဓာတ်ကိုပို့ပြီးတော့စုပ်ယူနိုင်ဖို့အတွက်ဆိုရင်သူတို့တွေကိုကျွန်တော်ကအစီအနှဲငယ်ပါတယ်ဥပမာတန်လီကြီးနဲ့ရောပြီးတော့ကြော်စားတာတော့ဒီစားမယ်ဆိုပို့ပြီးတော့ကောင်းတယ်အဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောပြချင်တာကကျတော့ဒီအစားတောက်တွေကကိုယ်ခံစနစ်ကိုကောင်းမွန်စေတာမှန်တယ်ဒါပေမဲ့အလွန်ကျူးမဟုတ်ဘဲနဲ့မြညာတတစားတောက်ဖို့လိုအပ်တယ်ဒါအပြင်မှာကျွန်တော်တို့ကအေဂျီဝဝအိပ်ဖို့လည်းလိုအပ်တယ်ဒါအပြင်မှာကျွန်တော်တို့ကလေ့ကျင့်ခန်းကိုပုံမှန်လုပ်ဖို့လည်းလိုအပ်တယ်ဒါမှသာကျွန်တော်တို့ရဲ့ကိုယ်ခံစနစ်ကပုံမှန်ကောင်းအလုပ်လုပ်နိုင်မှာပဲဖြစ်တယ်နောက်ဗီဒီယိုမှာဆိုရင်တော့စောင်းရဒီမှာအသားရည်ကိုထိမ့်သိမ့်တဲ့နည်းလမ်းလေးကိုပြောပြပေးပါမယ်ဒါကြောင့်သိချင်တယ်ဆိုရင်ကျွန်တော်ကို like and follow လေးလုပ်သွားပေးကြပါခင်ဗျာ